လူတွေကမိုးရတော့မယ်ဆိုတာကိုမိုးလေဝသထက်တောင်ကြိုသိနေကြပါတယ်တကယ်ပြောတာဘာလို့ကြိုသိလဲသိလားမိုးမရွာခင်လေတူထဲမှာလေရင်ငွေ့တွေကအများကြီးပဲတို့ခန္ဓာကိုယ်ကထွက်တဲ့ရွှေတွေအငွေ့တွေအဲ့ဒါတွေကလေတူထဲမှာမပြန်နိုင်တော့ဘဲနဲ့သူတို့ခန္ဓာကိုယ်တွေကိုပြန်ဝင်သွားတဲ့အတွက်ကြောင့်သူတို့ကပူအိုက်တဲ့ဥစ္စာကိုမိုးမရွာခင်ခံစားရတာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပတ်ဝန်းကျင်မှာရှိတဲ့လေဖိအားကလည်းအရန်ကျလာပါတယ်အဲ့ဒီလေဖိအားကျသွားလို့သူတို့ခန္ဓာကိုယ်မှာရှိတဲ့အယိုးတွေအစစ်တွေအဲ့ဒါတွေကအားနည်းလာတယ်အယိုးတွေအစစ်တွေအားနည်းလာတဲ့အတွက်ကြောင့်သူတို့ရဲ့တစ်ရှူးတွေကမဖိနိုင်တော့ဘဲနဲ့ပွတ်တယ်အားကြောင့်သူတို့ကအယိုးအစစ်တိုက်ခဲခြင်းကိုမိုးမရွာခင်ခံစားနေရပါတယ်အထူးသဖြင့်တော့ဒဏ်ရာဟောင်းရှိတဲ့လူတွေကအဲ့ဒီဝေဒနာတွေကိုပိုခံစားရပါတယ်ဟုတ်တယ်ပိုလည်းပဲဒီလက္ခဏာတွေတွေ့နေပြီဆိုလို့ရှိရင်တော့မိုးလေဝသဌာနမှာသွားပြီးတော့အလုပ်လုပ်လို့ရပါပြီတင်ရဌာနမှုဖြစ်လာမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်